ဒီလိုနဲ့ညဘက်ကိုရောက်လို့မူးချုပ်လူတွေအိပ်ပျော်နေချိန်မှာတော့သူတို့အိမ်တကားကိုဆက်မပြတ်ခောက်တန်ကြားရတော့အမျိုးသားကထပြီးဖွင့်ကြည့်ပါတော့တယ်ဒီလင်မယားနှစ်ယောက်ဟာတက္ကသိုလ်ဘွားကနေပြီးတော့ကိုပိုင်အိမ်လေးဝယ်နိုင်အောင်လင်မယားနှစ်ယောက်စလုံးအလုပ်ကြိုးစားပြီးငွေကိုစုဆောင်းထားပြီးတော့အိမ်တစ်လုံးကိုဝယ်နိုင်ခဲ့ပါတယ်ဒါပေမဲ့သူတို့ဝယ်လိုက်တဲ့အိမ်တဲမှာတော့ညဘက်တွေရောနေ့ဘက်တွေမှာပါတရေရမ်းချလုံးတော့လင်မယားနှစ်ယောက်စလုံးအိမ်ရဲ့ပြင်ဘက်ကိုထွက်ပြီးတော့အိပ်ရတဲ့အနေအထားတည်တော့ဖြစ်ခဲ့ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကိုဆိုင်ပါ COCK Channel တည်ထောင်တော့တရားဖြစ်ပါတယ်ကျွန်တော် channel လေးမှာထူးခြားဆန်းပြတဲ့ဗီဒီယိုတင်ဆက်ပေးလိုက်ပြီးတော့အားလုံးကိုကြည့်ရှုဖို့ဖိတ်ခေါ်ပါရစေဗျဒါဆိုဗီဒီယိုလေးဆက်အောင်ဗျသူတို့လင်မယားနှစ်ယောက်ကတက္ကသိုလ်ဘွားကနေပြီးတော့အလုပ်ကြိုးစားပြီးငွေစုအိမ်တစ်လုံးဝယ်လိုက်ပါတော့တယ်ဒါပေမဲ့သူတို့လင်မယားစပြီးပြောင်းရွှေ့လာပြီးနောက်နေ့ညမှာတော့ညဘက်တွေအိပ်ပျော်နေချိန်သူတို့ရဲ့တကားကိုလာခောက်လို့အမျိုးသမီးကထကြည့်ပြီးဖွင့်မဲ့အလုံးမှာတော့တကားခောက်တန်ရက်သွားခဲ့ပါတယ်မနေ့မိုးလင်းတော့အိမ်ကြီးထဲမှာတခုခုရှိနေတယ်လို့ခံစားရလို့စီတပီဝယ်ပြီးတက်ဆင်ခဲ့ပါတယ်ဒီလိုနဲ့ညဘက်ကိုရောက်လို့မူးချုပ်လူတွေအိပ်ပျော်နေချိန်မှာတော့သူတို့အိမ်တကားကိုဆက်မပြတ်ခောက်တန်ကြားရတော့အမျိုးသားကထပြီးဖွင့်ကြည့်ပါတော့တယ်ဒါပေမဲ့ပြင်မှာဘာမှမရှိပါဘူးတကားကိုပြန်ပိတ်ပြီးတော့မတင်ကားတို့မျိုးသားကစောင့်ကြည့်ချိန်မှာပဲနောက်ထပ်ပြီးတကားထပ်ခောက်တန်ပြန်ကြားရပါတယ်ဒီလိုနဲ့မနက်မိုးလင်းတော့သူတို့လည်းနှစ်ယောက်စကားများကြပါတယ်ဒီအိမ်ကိုစပြီးပြောင်းလာကြတဲ့ကထူးဆန်းတဲ့ဖြေတွေညပက်တကားခောက်တန်နဲ့ကြားနေရပြီးတော့သူမအရင်ကြောက်နေပြီလို့သူ့ယောက်ျားကိုပြောလိုက်ပါတယ်သူ့မျိုးသားကလည်းတကားခောက်တန်ကတယောက်ယောက်ကလာနောက်ပြီးခောက်တန်နေမှာဘောလို့မျိုးသမီးကိုပြောတဲ့ချိန်မှာပဲသူ့မျိုးသမီးရဲ့စီစီတီဗီတက်ဆင်ထားတဲ့ခုံပေါ်ကရေတောက်ကန်လုံးကသူ့လိုအောက်ပုတ်ကြပြီးကွဲသွားပါတယ်သူ့မျိုးသမီးကလည်းလှည့်ကြည့်ပြီးတော့ဘာမှမပြောပဲမီးပေါ်ကန်းကနေသူ့ယောက်ျားကိုထားခဲ့ပြီးထွက်လာခဲ့ပါတယ်အမျိုးသားတယောက်တည်းကြံနေချိန်ဘာလို့လဲဆိုတာကိုစဉ်းစားနေမြင်ရတော့ပါဘူးဖတ်ထားတဲ့ကြွေပကံတွေဟာအချက်လိုက်ကိုပြုတ်ကျလာပြီးတော့အမျိုးသားလည်းတော်တော်လေးကြောက်လန့်သွားပါတယ်နောက်တစ်ညမှာတော့အမျိုးသမီးတယောက်တည်းအိမ်ခန်းရဲ့ကလေးပေါ်မှာအိမ်မပြောသေးတော့ဖုံးကြည့်နေချိန်အခန်းတကားကသူ့လိုပွင့်လာပြီးတော့အမျိုးသမီးလည်းအခန်းထဲကပဲထွက်ပြေးရပါတယ်သူတို့လင်မယားနှစ်ယောက်သားအိမ်ထဲမနေရဲကြတော့အိမ်မြေထွက်ကားတွေကိုဝင်ပြီးထိုင်နေရပါတော့တယ်ဒီလိုနဲ့အမျိုးသားကဒီလိုတော့မဖြစ်သေးဘူးတခုခုလုံးမရမယ်လို့တွေးတောနေရင်အကြံတစ်ခုရလာခဲ့ပါတယ်သူတို့လင်မယားနှစ်ယောက်သားအိမ်ထဲကိုအရဲစွန့်ပြန်ဝင်ပြီးအမွှေးတိုင်ထွန်းပါတော့တယ်တက်တလောက်မှန်တလောက်ပြောဆိုပြီးကျေးတီတန်ဒူးဆိုပြီးသုံးချက်တီးလိုက်အချိန်မှာပဲသူ့မျိုးသမီးကြောပေးနေထိုင်တဲ့နေရာမှာအလှဆင်ထားတဲ့မကြောတဲ့အရာတစ်ခုဟာလက်နဲ့ဖြုတ်ယူနေတယ်လို့ဖြစ်နေတာကိုအမျိုးသားကမြင်လိုက်တော့သူ့မျိုးသမီးကိုအတင်းခေါ်ပြီးလင်မယားနှစ်ယောက်စလုံးအပြင်ကိုထွက်ပြေးရပါတော့တယ်ကျွန်တော်ရဲ့တင်ဆက်မှုလေးကိုဒီမှာပဲဆုံးသက်ခွင့်ပြုပါဗျဒီဗီဒီယိုလေးကြည့်ပြီးတော့တခုခုမြင်တာတို့တွေ့လိုက်တာလို့ဆိုရေးပြသွားခဲ့ပါဦးအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ